Okay အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဆက်လက်ပြီးတော့ဒီသင်ခန်းစာတစ်ခုကိုဆက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်ဆိုတော့ဒီသင်ခန်းစာမှာ water treatment plant ဆိုတဲ့သင်ခန်းစာလေးဖြစ်ပါတယ် water pump ကိုကျွန်တော်တို့ကစပြီးတော့ on နဲ့เนาะပြီးသွားတဲ့အခါမှာเนาะ filtration 30 second and addition chemical for 5 second and pump 2 will be on to transfer water into the storage tank เนาะဆိုတော့ဒါလေးကိုကျွန်တော်ဒီမှာရှင်းပြထားတယ်လုပ်ငန်းစဉ်အဆင့်စိတ်ကိုလေ့လာကြည့်အောင်ပေါ့နော်ဆိုတော့ဒါကအဓိကတော့ water treatment plant ရေသန့်စင်စက်ရုံတစ်ခုရဲ့အရေးသွင်းမြင့်တင်ပြီးတိုးလောင်ကန်တဲ့ကိုရွှေ့ပြောင်းပဲအလိုလျောက်လုပ်ငန်းစဉ်ရဲ့ sequential process တစ်ခုဖြစ်ပါတယ်ဆိုတော့လုပ်ငန်းစဉ်အဆင့်စိတ်ကိုလေ့လာမယ်ဆိုရင်အဆင့်1အနေနဲ့ water transfer ရေစတင်စုပ်ယူခြင်းเนาะအဆင့်2အနေနဲ့ filtration process second 30ကြာရေစစ်ခြင်းနဲ့အဆင့်3အနေနဲ့ addition of chemical 5 second ကြာဓာတုဗေဒဆေးရည်ထည့်ခြင်းပေါ့နော်ဆိုတော့အဆင့်4မှာ storage transfer သို့လောင်ကန်တဲ့သို့ရွှေ့ပြောင်းခြင်းဒုတိယပတ်အလုပ်လုပ်ပုံဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒါလေးကိုကျွန်တော်เนาะ EcoStructure Machine Expert မှာကျွန်တော်ဒီနေ့ program ရေးပြသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ EcoStructure program ကိုလည်းဖွင့်ထားပြီးဖြစ်ပါတယ်အဲ့တော့ configuration ထဲမှာကျွန်တော်တို့ input တွေ output တွေကိုစတင်ပြီးတော့သတ်မှတ်သွားမှာဖြစ်ပါတယ် okay ဆိုတော့ပထမဆုံးဒီနေ့ကျွန်တော်ကဒီမှာဒါ start button เนาะဆိုတော့ဒီ program ကเนาะinput ကတော့တစ်ခုတည်းပဲဟုတ်ပြီเนาะဒါပေမဲ့ကျွန်တော် output တွေတော့များတယ်เนาะ output တွေကတော့များတယ်ဆိုတော့ output ကဘယ်နှခုလောက်ရှိပြီလဲဆိုတော့ကြည့်အောင်ပေါ့เนาะဆိုတော့ဒီမှာတစ်ချက်သွားကြည့်မယ်ဆိုရင်เนาะကျွန်တော်ဒီမှာ pump နှစ်ခုပါမယ် pump 1 pump 2နှစ်ခုပါမယ်နောက်တစ်ခါကျွန်တော် filtration process နဲ့ addition of chemical ပါမယ်ဆိုတော့နောက်ဆို output က4ခုလောက်ကိုရှိနေပါတယ်ခင်ဗျာဆိုတော့ဒါလေးတွေကိုကျွန်တော်ဒီမှာစရင်းသွင်းပါမယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာเนาะ pump 1เนาะနောက်တစ်ခါကျွန်တော်တို့ filter เนาะနောက်တစ်ခါကျွန်တော်တို့က chemical process နောက်ဆုံးမှာကျွန်တော်တို့ pump 2ပေါ့เนาะဆိုတော့ဒါလေးကျွန်တော်သတ်မှတ်ပေးလိုက်ဟုတ်ပြီเนาะ okay ဆိုတော့ output 4ခုရှိတယ်ဒါဆိုရင်ကျွန်တော် program ရေးလို့ရပြီเนาะအဲ့တော့ program ထဲမှာကျွန်တော်တို့ကပထမဆုံးပါရေးမလဲဆိုတော့เนาะ statoliter နဲ့တန်းစင်မဲ့ရေတွေကိုเนาะကျွန်တော်တို့ရဲ့ system ထဲကိုယူလာတဲ့ pump ကိုဖွင့်အောင်လုပ်ဟုတ်ပြီเนาะဒါဆိုရင် start ထုံးစံတိုင်းကျွန်တော် pump on ဟုတ်ပြီเนาะဆိုတော့ဒါလေးကျွန်တော်စပြီးတော့ရေးပါတယ်ဒီမှာ start pump နှစ်ခုရှိတယ်เนาะဆိုတော့ကျွန်တော်ဒီမှာเนาะ pump 1เนาะ pump 1เนาะ pump 2မဟုတ်ဘူးเนาะ okay pump 2ကနောက်မှလာမှာ okay နောက်ပြီเนาะ okay ဆိုတော့ကျွန်တော် run 2ကိုဆက်သွားမယ် run 2မှာလည်းကျွန်တော်တို့ကဒီ start button ကိုပဲနောက်တစ်ချိန်ပြန်ထည့်မယ်เนาะပြီးတော့ကျွန်တော် T1TP အတွဲကိုเนาะကျွန်တော်တို့သုံးခဲ့တယ်လို့ပဲဆက်သုံးသွားမယ်အဲ့တော့အခုကကျွန်တော်တို့ကဒီပထမအောင်ဆုံးကျွန်တော်တို့က filtration လုပ်မှာဆိုတော့ကျွန်တော်ဒီ TP စသုံးမယ်เนาะအဲ့တော့ filtration ကကျွန်တော်ဘယ်လောက်လောက်လုပ်လဲဆိုတော့ second 30လို့ဟုတ်ပြီเนาะဆိုတော့ကျွန်တော်ဒီမှာsecond 30ဆိုပြီးတော့ဒါကျွန်တော်ရေးပေးရမှာเนาะ okay ဒါပြီးသွားပြီပြီးတော့ကျွန်တော်တို့က output တစ်ခါတည်းတန်းထုတ်မယ်ဘာလို့မှလဲကျွန်တော်ထုတ်မှာက filtration လုပ်မှာเนาะ filter เนาะ filter ကိုဖွင့်မှာเนาะပြီးသွားရင်ကျွန်တော်ထုံးစံအတိုင်းပဲ T1TP အတွဲဟုတ်ပြီเนาะ T1TP အတွဲเนาะဆိုတော့ဒါလေးကကျွန်တော်လုံးဝဒီပုံစံလေးတိုင်းပဲကျွန်တော်ကဇာတ်တိုက်သွားနေတာဟုတ်ပြီเนาะ sequential တွေအားလုံးဒီပုံစံတိုင်းပဲရေးတာဖြစ်ပါတယ်ဒါကเนาะအကုန်လုံးကဒီပုံစံတူတွေကြီးပဲပေါ့เนาะokay အဲ့တော့ကျွန်တော်ဒီမှာဒါခဲတံเนาะခဲတံနဲ့ခဲပြက်ကိုသုံးတယ်သုံးပြီးတော့ကျွန်တော် line တွေတားတယ်ဟုတ်ပြီเนาะဒါပြီးသွားပြီ okay ဒါဆိုရင်ကျွန်တော်တို့ကဒီမှာတစ်ချက်ပြန်ကြည့်မယ်เนาะသူကဒီမှာ second 30လို့ပြောထားတယ်ပြီးသွားရင်ကျွန်တော်တို့က addition chemical เนาะဒီ5 second ဟုတ်ပြီเนาะကျွန်တော် filter နဲ့ဒီမှာကျွန်တော် chemical เนาะဆိုတော့ကျွန်တော်မှာ chemical
သူက5 second ကြာမယ်လို့ပြောထားတာဆိုတော့ကျွန်တော်ဒီမှာ TP เนาะသူ့ကို5เนาะသူကဒီမှာ second 5 second ကြာမယ်ဟုတ်ပြီเนาะ okay ဆိုတော့ဒါကိုကျွန်တော်ထွက်ကြည့်ပဲဆိုဒီမှာတော့30ဟုတ်ပြီเนาะဒီမှာ filter 30 okay ဆိုတော့30ဆိုတော့ကျွန်တော်ဒီမှာ TON မှာ30ဖြစ်ရမယ်ဟုတ်ပြီเนาะ TON ကမပြောင်းเนาะ TON ကိုဒီတိုင်းထားမယ်เนาะမပြောင်းเนาะ TON ကိုဒီတိုင်းပဲထားမယ်ကျွန်တော် TON TP အတွဲမှာဒါကျွန်တော်ဒီမှာ30ကိုဒီမှာပြန်ထည့်ဟုတ်ပြီเนาะဆိုတော့30ဆိုတော့ကျွန်တော်ကဒီအပေါ်က process ပြီးတာကိုစောင့်နေတာဟုတ်ပြီเนาะ process ပြီးတာနဲ့ဒီအောက်က chemical က set သွားမှာဟုတ်ပြီเนาะဆိုတော့အဲ့လိုမျိုးလေးသွားကျင်တာကဲဒါဆိုကျွန်တော် range 1လည်းပြီးဆုံးသွားပြီကျွန်တော်ဒါဆို range 2ကိုဆက်ပြီးတော့ရေးပါမယ်ဆိုတော့ program တွေကအင်မတန်လွယ်ပါတယ်ခင်ဗျာဒီ program တွေကကျွန်တော်တို့သေချာလေး okay ဆိုတော့ကျွန်တော်ဒီအဆင့်ပြီးသွားပြီဆိုကျွန်တော်ကအဆင့်၄ကိုသွားပြီเนาะ storage transfer လုပ်ပြီstorage transfer လုပ်တဲ့အခါမှာเนาะကျွန်တော်ဒီ chemical ထည့်လို့ဆေးရထည့်လို့5 second ပြည့်ပြီးတာနဲ့ကျွန်တော်သန့်စင်ပြီးတဲ့ရေတွေကိုเนาะပတ်တူးနဲ့လဲပတ်မှာဟုတ်ပြီเนาะဆိုတော့အဲ့ဒါလေးကိုကျွန်တော်ကဆက်ပြီးတော့သွားမှာဆိုတော့ဒါကပြီးသွားတဲ့အချိန်မှာလို့ပြောထားတာဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ကဒီဘလောက်ကြာဒီပန်တူကိုဖွင့်ပြလဲဆိုတော့အဲ့ဒါတော့ကျွန်တော်တို့ရဲ့ program ထဲမှာမပါဘူးဟုတ်ပြီเนาะဆိုတော့ဒါလေးကျွန်တော်ဆက်ရေးသွားမယ် okay ဆိုတော့ကျွန်တော်ဒီမှာ35 35ပေါ့เนาะအဲ့တော့ကျွန်တော်ဘာပဲသုံးသွားမလဲဆိုတော့ဒီမှာเนาะ TON ပဲသုံးမယ်ဟုတ်ပြီเนาะ TON ပဲသုံးမယ်เนาะ okay ဆိုတော့ဒီမှာ TON ပဲသုံးထားတယ်ဒီမှာကျွန်တော်35ဟုတ်ပြီเนาะဆိုတော့ဒါလေးသေချာလေးမိအောင်ရေးပေးရမယ်เนาะမမိရင်ပြန်ရေးရမယ်35ပါစက္ကန့်ပါ apply ပါဟုတ်ပြီเนาะဆိုတော့ဒါလေးတွေသေချာလေးလုပ်ပါခင်ဗျာကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီမှာပန့်တူဟုတ်ပြီเนาะပန့်တူအောက်ဖို့ထုတ်မယ်เนาะဆိုတော့ဒီမှာပန့်တူဆိုတော့ဒါပန့်တူပေါ့เนาะဆိုတော့ပြီးရေးလိုက်တယ်ဆိုတော့ဒါကခုပေါ်တဲ့ပန့်တူကိုရွေးပေးလိုက်ဟုတ်ပြီเนาะကဲဒါဆိုကျွန်တော်တို့ရဲ့ program ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီเนาะ program ကိုပြန်ပြီးတော့လေ့လာကြည့်မယ်ဆိုရင်เนาะ start button နှိပ်တဲ့ပန့်1 on တယ်เนาะနောက်တစ်ခါကျွန်တော်တို့ကဒီပန့်1ကကျွန်တော်တို့เนาะ on ပြီးတဲ့အချိန်မှာကျွန်တော်တို့က second 30ကြာတိ filter လုပ်တယ် filter လုပ်ပြီးတဲ့အချိန်မှာ5 second ကို chemical ထည့်မယ်ပြီးသွားရင် filter နဲ့ chemical เนาะထည့်ခြင်းစုစုပေါင်း35 second ပြီးသွားတဲ့အခါမှာ pan 2 on သွားမယ်ဒါလေးပဲ program ကတော့လွယ်ပဲဟုတ်ပြီเนาะ okay ဆိုတော့ဒါကိုကျွန်တော် simulation လုပ်သွားမယ်เนาะကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်အောင်ပေါ့နော်ဆိုတော့ဘေးအားတွေဖယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာเนาะဒီအပေါ်အားလေးနှိပ်လိုက်ရတယ် okay ဆိုတော့ pan 1 on ပဲ second 30ကြာ filter လုပ်မယ်เนาะပြီးတော့ကျွန်တော်5 second chemical ထည့်မယ်เนาะပြီးတော့ကျွန်တော် pan 2 on မယ်ဆိုတော့ဒါလေးပဲဟုတ်ပြီเนาะဆိုတော့စုစုပေါင်းကြာခြင်း35 second ကြာလိမ့်မယ်ဟုတ်ပြီเนาะ okay ဆိုတော့ကျွန်တော်ကတော့ဒါ35 second ထိတော့စောင့်ပြီးတော့ဒါအောက်ဖို့ဒီအားလုံးထွက်တဲ့အထိတော့ကျွန်တော်เนาะဒီ process ကိုလုပ်ပြတော့မှာဖြစ်ပါတယ်ဗီဒီယိုရဲ့ကြာခြင်းလေးနည်းတော့ပို့ပြီးတော့ကြာသွားတာပေါ့နော် okay ဆိုတော့ program တော့ဒါပါပဲခင်ဗျာ okay ဆိုတော့ဒါဆိုဒီမှာ filter ပြုတ်သွားပြီဟုတ်ပြီနော်ဒီမှာ chemical ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ pan 2ဟုတ်ပြီနော်ဆိုတော့ဒါကကျွန်တော်တို့ကဒီအများနဲ့ဒီ flow ရသွားနေပါပေါ့နော်ဒီပုံစံတိုင်းပဲလုပ်နေပါဟုတ်ပြီနော်ဆိုတော့ pan လည်းမပြုတ်သွားဘူး okay ဟုတ်ပြီနော်ဆိုတော့ဒါလေးလွယ်ကူပါတယ်နားလည်းပဲရှင်းပါတယ်နော်ဆိုတော့လေ့ကျင့်ကြည့်ကြပါခင်ဗျာဟုတ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ